အမျိုးသမီးအလုပ်ရှင်ကစပွဲပေါ်ကမာကြောင်တွေကိုတက်တက်ရက်ရက်စီပေးဖို့ပြောပေမဲ့ကျွန်တော်စိတ်မပတပါနဲ့ပြန်စီလိုက်တယ်ဒါပေမဲ့မာကြောင်ကြွေပြားတွေကတော့တက်တက်ရက်ရက်အစီဖြစ်သွားတယ်အလုပ်ဆင်းပြီးတဲ့နောက်အမျိုးသမီးအလုပ်ရှင်ကရေချိုးခန်းထဲကထွက်လာပြီးစပွဲပေါ်ကမာကြောင်ကြွေပြားတွေရဲ့အံ့အားသင့်စရာမျက်နှာပြင်တွေကိုကြည့်နေတယ်ကျွန်တော်ကတာမန်စပွဲထိုးတယောက်ထက်အများကြီးပိုတယ်ဆိုတာသူမသဘောပေါက်သွားတယ်တကယ်တော့ကျွန်တော်ကလောင်းကစားဘရင်တယောက်ရဲ့တပည့်တယောက်ပါကျွန်တော်အသက်16နှစ်အရွယ်တုန်းကသူကကာစီနိုမှာငွေရှာနည်းတွေအားလုံးကိုတင်ပေးခဲ့တယ်သူတို့ရဲ့အတန်ကိုနားထောင်ပြီးဒိုင်ခွက်ရဲ့အမှတ်တွေကိုတောင်ဆုံးဖြတ်နိုင်တယ်ဒါပေမဲ့လောင်းကစားလောကမှာလှည့်စားမှုတွေပြည့်နေနေတဲ့အတွက်ဒီကျွမ်းကျင်မှုကိုလောင်းကစားအတွက်သုံးပြီးငွေမရှာဖို့သူတတိပေးခဲ့တယ်ဒါကြောင့်ကျွန်တော်ချမ်းသာကြွယ်ဝမှုအခွင့်အရေးကိုဆွန့်လွတ်ပြီးလမ်းတွေပေါ်မှာရှောက်သွားပြီးတောင်းရမ်းဖို့ရွေးချယ်ခဲ့တယ်တနေ့မှာကာစီနိုရဲ့အမျိုးသမီးအလုပ်ရှင်ကဖြစ်သွားတယ်သူမကကျွန်တော်ကိုတနာပြီးကူညီဖို့ဆုံးဖြတ်လိုက်တယ်သူ့ရဲ့ကာစီနိုမှာစပွဲတို့အဖြစ်အလုပ်လုပ်ခွင့်ပေးခဲ့တယ်ကျွန်တော်သဘောတူရုံကလွဲလို့တခြားနည်းလမ်းမရှိဘူးဒီလိုနဲ့ပဲကျွန်တော်ဒီမှာ10နှစ်ကြာတိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ခဲ့တယ်ရုတ်တရက်အမျိုးသမီးသူထေကကာစီနိုကိုပိတ်မယ်လို့ကြေညာခဲ့ပါတယ်ဘာလို့လဲဆိုတော့လောင်းကစားဘရင်ကဒီနေရာကိုမျက်စိကျနေလို့ပါလောင်းကစားပွဲကနေတဆင့်ကာစီနိုရဲ့ပိုင်ရှင်ကိုဆုံးဖြတ်ဖို့ကြိုးစားခဲ့ပါတယ်သူမအနိုင်ရဖို့အခွင့်အလမ်းမရှိဘူးဆိုတာသူမသိပါတယ်ဝန်ထမ်းတွေကိုအလုပ်ထုတ်ဖို့သူမရဲ့ငွေစုတွေကိုထုတ်ဖြစ်ဖို့စီစဉ်ထားပါတယ်ငွေသွားယူဖို့ကျွန်တော်ကိုအရင်ဆုံးတက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့နောက်ကျသွားပါပြီလောင်းကစားဘရင်ကသူ့လူတွေနဲ့ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်သူကချစ်အိတ်တွေအများကြီးကိုစပွဲပေါ်ပစ်ချပြီးပုံပွင့်လင်းလင်းစစ်ကြေညာခဲ့ပါတယ်အမျိုးသမီးသူထေကအားနည်းချက်ကိုမပြခဲ့ပါဘူးသူမရဲ့အကောင်းဆုံးလောင်းကစားဝန်ထမ်း2ယောက်ကိုဆေးလွတ်ခဲ့ပါတယ်ဒါပေမဲ့ပထမအချီမှာလောင်းကစားဘရင်ကလှည့်စားခဲ့ပါတယ်သူဝတ်ထားတဲ့ကက်တွေကလူတိုင်းကိုလှည့်စားခဲ့ပါတယ်ကျွန်တော်တယောက်တည်းသာသူဖွက်လိုက်တဲ့ကက်ကိုမြင်ပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုမဖော်ထုတ်ခဲ့ပါဘူးသူ့ရဲ့ chip တွေအားလုံးကိုလောင်းကြီးထက်ခွင့်ပြုခဲ့ပါတယ်မြင်ကွင်းကတင်းမာလာခဲ့ပါတယ်လောင်းကစားဘရင်ရဲ့အတင်းအကျပ်ခိုင်းစေမှုအောက်မှာဝန်ထမ်း2ယောက်ကရှုံးနိမ့်မှုကိုဝန်ခံဖို့ကြောက်ရွံ့နေကြပါတယ်အမျိုးသမီးသူထေကကျွန်တော်ကိုကစားဖို့ဆေးလွတ်ရပါတော့တယ်လောင်းကစားဘရင်ကလှောင်ပြောင်ပါတယ်စပွဲထိုးတယောက်ကိုငါနဲ့ကစားဖို့ဘယ်လိုများဆေးလွတ်ရဲတာလဲကျွန်တော်သူ့ကိုလစ်လျူရှုပြီးကက်တွေကိုအလေးနဲ့ထားရောမွေလိုက်တယ်ဒါပေမဲ့ကျွန်တော်ကက်တွေကိုတမင်တကာရောမွေလိုက်တယ်လူတိုင်းကကျွန်တော်ကိုပြိုင်ဘက်ကဆေးလွတ်လိုက်တဲ့သူရှို့လို့ထင်ကြတယ်ဒီဟာတော့ကိုအဆုံးသတ်ဖို့အတွက်လောင်းကစားဘရင်ကသူ့ကက်တွေကိုအရင်ပြလိုက်တယ်သူ့လက်ထဲမှာဟက်ဆယ်ပွင့်ပါတယ်ကက်3ကက်ရှိတယ်လူတိုင်းကသူ့တေချာပေါက်အနိုင်ရမယ်လို့ထင်ကြတယ်ဒါပေမဲ့သူတို့မသိကြဘူးကျွန်တော်လက်ထဲကကက်တွေကအခြေအနေပြောင်းလဲဖို့အဓိကတော့ချက်ပဲဆိုတာ